လဲလေးတွေကိုမှချစ်တယ်လို့သူကဆိုလာစဉ်မလဲလေးတွေဆိုတာကမာကောင်းလေးတွေရဲ့မျက်ရည်ပဲခင်ဒါကြောင့်ဒါပဲလေမောင်ဆွဲစမ်းပါနဲ့ခင်စကားအလားတွေပြတ်တော့ခုများမှမုန်းနေနိုင်သူခင်မောင်မျက်ရည်တွေ